အားလုံးပဲမင်္ဂလာပါယူတာယောဂမှာကြိုဆိုပါတယ်ဒီနေ့ကျမတို့အခြေခံယောဂလေးကိုအတူတူလေ့ကျင့်ကြရအောင်တက်ကြီးတဲ့ငယ်တဲ့သူတွေအကျော်ရန်တင်းပြီးတော့နော်တင်းယောဂလေ့ကျင့်ဖို့ကြောက်နေသူပေါ့နော်အကုန်လုံးလေ့ကျင့်နေရတဲ့ယောဂအကွက်လေးတွေကိုပြပေးမှာဖြစ်ပါတယ်ဆိုကျမတို့အခုယောဂဖြာပေါ်မှာတတောင့်တတာလေးထိုင်လိုက်မယ်ခါလေးကိုမမတ်လေးထားမယ်ဒီလိုနောက်ကိုမသွားဘူးဒီလိုအရှိကိုဒီလိုဖြစ်မနေဘူးဒီလိုကုန်းကုန်းကြီးဖြစ်မနေဘူးเนาะကြော်လေးမမတ်လေးထားမယ်လက်လေးကိုဒီလိုပေးမှာထားရှူပြဖြည်းဖြည်းချင်းလက်ကိုအပေါ်ယူလာရှူထောက်ရှူတွင်ရှူထောက်နောက်တစ်ခေါက်ရှူထောက်ဟုတ်ပြီလေးရင်ပတ်ရှိမှာလက်အောက်ချီတဲ့အနေထားနဲ့နေပြီးတော့အုံကိုတော့အုံကိုအတူတူရစုမယ်ရှူတွင်းလိုက်ပါလက်လေးရာဒူးပေါ်မှာတတောင်တတလေးနေပေးမယ်မျက်လုံးလေးမိတ်ပြီးတော့ရှူတွင်းရှူထုတ်ကိုတတိကပ်ပြီးတော့10ချိန်သွားပေးပါဟုတ်ပြီပြီးတော့လို့ရှိရင်ရှူတွင်ရှူထုတ်ပြီးမှမျက်လုံးလေးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်ပေးမယ်ရှူတွင်ပါရှူထုတ်ဟုတ်လက်နှစ်ဖက်ကိုဘေးတိုက်လေးဆန်ကြည့်မယ်နော်ဘေးတိုက်လေးလက်ချောင်းလေးတွေကိုကာထားမယ်အဲ့ဒီတိုင်းလက်ကိုအရှိကနေအနောက်ကိုဝိုင်းမယ်ရှူတွင်းရှူထုတ်ဝိုင်းမယ်ဟုတ်ပြီပြီးတော့လို့ရှိရင်ပြောင်းပြန်ဝိုင်းမယ်ရှူတွင်းရှူထုတ်လက်မောင်းလေးကုတ်ပတ်မှာရှိတင်းအားတွေရောခံစားရလိမ့်နော်โอเคပြီးမှလက်ချောင်းလေးကိုစမ်းထားတယ်ပြီးမှဖြည်းချင်းရှော့โอเคရှူတွင်ရှူထောက်လက်လေးတူးပေါ်မှာတင်ထားအတိုင်းပဲရှူပြီးဦးကောင်းမော့ရှူထောက်ဦးကောင်းမော့oneရှူထောက်twoရှူဦးကောင်းရှူထောက်threeရှူထောက်fourရှူထောက်five okay ရှူပြီးဦးကောင်းမှာရှူထောက်ပြီးညာရှူထောက်ပြီးဘယ်ရှူထောက်ပြီးညာရှူထောက်ပြီးဘယ်ရှူထောက်ပြီးညာရှူထောက်ဘယ်ရှူထောက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 ် okay ရှူထောက်ပြီး
မြောက်လေးကြည့်မျက်လုံးလေးအနောက်ကိုကြည့်ရှုထောက်ပြီးဘယ်ရှုထောက်ပြီးညာရှုထောက်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 စိတ်ဆွဲမျက်နှာနဲ့မတော်အောင်နော်ရှုထောက်ရှုထောက်ရှုထောက်အောက်ရှုထောက်ပြီးဥကောင်းဖြည်းဖြည်းချင်းငေါ့ဥကောင်းကိုဝိုင်းမယ်တစ်ဖက်ကို9ချိန်စီဖြည်းဖြည်းချင်းဝိုင်းပါရှုပဲအပေါ်ညာငါလေကောနေဒီပြင်ပြောင်းပြန်ရှုထောက်ငါဖြည်းဖြည်းချင်းလေကောနေဒီโอเคဖြည်းဖြည်းချင်းပဲရှော့မယ်အခုတလောက်လေးချင်းတဲ့အချိန်မှာကျွန်တော်ဒီဘက်ကတင်းနေရတယ်တော်တော်လေးရော့သွားလိမ့်မယ်เนาะဒီလေဘေးကကျွန်တော်တို့တသေးလေးဒါမဲ့ဒါအရန်ရေးကြည့်ရယ်เนาะဘာလို့လဲဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ဒီအောက်ဘက်ကအာယုံကြောတွေအုံနောက်တဲ့ဆက်ဖို့အတွက်ဒီကနေသွားတာဆိုတော့ကျွန်တော်တို့ဒီဟာလေးတင်းနေတောင်းနေဆိုခေါင်းနေမိုးလာတယ်เนาะအခုလိုမျိုးတဲ့လွယ်လွယ်ကူလေးဒါလေးသွားသူတို့အဲ့လိုမျိုးမချိုးပါနဲ့เนาะ okay so တတောင်တတာထိုင်နေတဲ့အတိုင်းเนาะလက်လေးကိုဒီလိုဘေးမှာထားမယ် okay ရှုဘယ်ဘက်လက်မောင်းနဲ့ရောက်ကဘယ်ဘက်เนาะရှုထုတ်ပြီးညာကိုစောင်းမယ်ကိုယ်တလောက်ရတလောက် okay လက်ကိုတိုးလို့ရတိုးဟိုးခါပေးတွေတင်းနေရပဲเนาะရှုတင်းရှုထုတ်နဲ့ထိမ်းမှာရှုထုတ်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 နောက်ဆုံးရှုထုတ်โอเคရှုဖြည်းဖြည်းချင်းထုတ်ဖြည်းချင်းပဲရှော့ချဒီလိုခါပေးဆောင်တဲ့အကွက်တွေဆိုခါနာတတ်တာစီနော်ဟောက်ပြီးညာဘက်ကိုပြန်သွားမယ်ရှုညာဘက်လက်မောင်းလက်ရွက်ကရှူထောက်ပြီးတို့ဖြည်းဖြည်းချင်းပဲဆောင်းကိုဘလောက်ရလဲနော်ရတဲ့လောက်ဆောင်းထားတင်ပါးလေးမကြွလာရှူတွင်းရှူထုံးနဲ့ထိုင်ရှူထောက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 ်နောက်ဆုံးရှူထောက်โอเคရှူထောက်ဖြည်းဖြည်းချင်းပဲ short ချအဲ့ဒီအချိန်မှာခန္ဓာကိုယ်စောင်းတဲ့အချိန်မှာကိုရတဲ့တော့လေးပဲစောင်းပေးလို့ရတယ်နော်ဟုတ်ကဲ့လက်နှစ်ဖက်ကိုတလူရှက်လက်ကိုပလက်ထားမယ်โอเคရှူထောက်ဆက်ဟောက်ပြီးမှအသက်ရှူထုတ်ညာကိုစောင်း5 4အတမအောင်ထားဘူးပုံမှန်လေးရှူ3 2 1ရှူထောက်ဘယ် okay think 5 4 3 2 1 okay shoot set shoot up လက်ကိုဖြည်းဖြည်းချင်းရှော့ okay လက်နှစ်ဖက်ကြောနောက်မှာလက်ကိုရှက်ကြည့်လော့ okay ဆန့်ကြည့်ရတယ်ဆန့်ပြပုံမှာရှူပြီးဦးကောင်းမော့ရှူထော်ပြီးမှအရှုပ်ဖြီးချရတဲ့လောက်ရန်တဲ့လောက်ပဲတဲ့လောက်ရန်တဲ့လောက်
ရတယ်ဆိုအောင်ဆုံးထိလက်လေးအပေါ်ညကိုရတဲ့အနေထားထိပဲနေမယ်ငါလေးတုံးထိန်ထားနေတဲ့အောက်ခဲ့ဖြည့်ချမ်းပဲ short လက်လေးကို short ချโอเคနောက်တစ်ခေါက်ဒါကိုပဲပြန်ပြီးတော့ကြိုးစားမယ်เนาะအကွက်တစ်ကွက်မှာထိန်းတဲ့အချိန်မှာအသက်ကိုမအောင်ထားဘူးတောက်လျှောက်ရှူတွင်းရှူထုတ်လုပ်နေရမယ်ရတဲ့တော့တောက်လျှောက်သွားနေเนาะโอเคလက်လေးကိုရှက်လက်ကိုပလက်ထားโอเคရှူထုတ်ဆက်โอเคပြီးမှအသက်ရှူထုတ်စိတ်ဆိုးတဲ့စိတ်တွေမျက်နှာနဲ့မသွားပါနဲ့နော် 5 4 3 2 1 okay ရှူထုတ်baby 5 4 3 2 1 okay ရှူထုတ်လက်ကို short လက်တစ်ဖက်ကြောနောက်လက်လေးကို lock လုပ်ပြီးရှူဆက်go ရှူထုတ်အရှေ့ဖြည်းဖြည်းချင်းပဲရတော့လေဖြည်းရတော့လေလက်လေးအပေါ်များလေးမြ5 4 3 2 1 okay ဖြည်းချင်းပဲ short ချ okay လက်လေး short ချဒီအကွက်မှာဆိုရင်เนาะတချို့ဆိုကြက်နေလိမ့်မယ်လုံးဝအရှင်ငုံမရလက်လေးတချို့ဆိုအနောက်ကိုရှက်လို့ရတော့ပဲခန္ဓာကိုယ်နဲ့လည်းကတ်နေလိမ့်မယ်လက်မောင်းတွေကြက်ဆိုတော့ဒီလိုမျိုးကြက်နေခန္ဓာကိုယ်ကျွန်တော်တို့တလနှစ်လအတွင်းဝုန်းဆိုပြီးတော့เนาะကျွန်တော်တို့ဒါပျော့ပြောင်းလို့မရဒါကိုအမြဲတမ်းကိုလက်ခံရမယ်နှစ်ချီလေးချင်းရမယ်เนาะတစ်နှစ်နှစ်နှစ်ဒါမှခန္ဓာကိုယ်ဖြည်းဖြည်းချင်းလိုက်လာလိမ့်မယ် okay so လေးဖက်ထောက်ပုံစံလေးနေလိုက်မယ်လေးဖက်ထောက်ပုံစံလေးဖက်ထောက်ပုံစံနေလိုက်လက်လေးတွေကိုထောက်ထားမယ်เนาะဒီမှာလေးဖက်ထောက်တဲ့အချိန်မှာဒီလိုတွေဖြစ်မနေရเนาะဒီလိုဒါလေးဖက်ထောက်မဟုတ်တော့เนาะမကြည့်ရိုင်းကြီးဒါမှမဟုတ်ဘူးဆိုရင်ဒီလိုလေเนาะအဲ့လိုမဟုတ်ဘူးเนาะဒီမှာလက်နဲ့ဒူးနဲ့တဲ့ပြည့်ဒူးကိုမစုထားအနှဲငယ်ချဲရမယ်เนาะဒီလိုမျိုးယောဂကလည်းအခြေခံအရန်ရေးကြီးရယ်เนาะဟုတ်ကဲ့ဒီလိုမျိုးအသေးစိတ်ကိုဆိုရင်လည်းကျွန်တော်จิตယောဂတင်တန်းမှာတောက်လျှောက်ပြောပြတယ်အဲ့ဒီအတွက်ကြောင့်ဒါစိုးရင်ဆရာမလို့ပေါ့เนาะတချို့ဆမားမှာစိုးရင်လေတော့ဟာမားတာဆိုတော့မရှိကိုယ့်ရဲ့ခန္ဓာကိုယ်နိုင်တော့လေလိုက်လုံးဆိုလုံးဝမမအောင်เนาะဟုတ်အဲဒီအတိုင်းပဲကျိုးအရင်ခုံးလိုက်ရှူထုတ်ပြီโอเคပြီးမှရှူခါကော့မော့မျိုးလုံးလေးပေါ်ကြည့်ရှူထုတ်ကျိုးခုံးရှူထုတ်ပြီးကျိုးခုံးနောက်တစ်ခါရှူထုတ်နောက်တစ်ချိန်ရှူထုတ်နောက်ဆုံးရှူထုတ် okay ပြီးမှဖြည်းဖြည်းချင်းပဲရှော့ဟုတ်ပြီပြီးမှနောက်ခြေဖြောက်ခောက်မယ်နော် okay downward သွားမယ် downward မှာဒူးမဆက်နိုင်ဘူးဆိုရင်ဒူးကို꿰ထားပြီးကြောကိုဖြီချနော်ပြီးမှဒူးကိုဖြည်းဖြည်းချင်းဆန်ဖို့အကျိုးစားအတိက downward မှာကြောကိုဖြီချရမယ်နော်ဒီကဒီမှာကြောကိုဖြီချရမယ်ဒူးကရတော့ပဲဆန်လေ့ကျင့်ဖန်များရင်ရလာနိုင်မယ် okay တစ်ချက်သိကြည့်ရအောင် 5 4 3 2
2 1 okay ညာခြေကိုရှေ့ပို့ဘာတလောက်ရန်တလောက် okay ညာခြေပို့ okay နောက်ကဒူးချခြေဖမိုးချဟုတ်ပြီနော် so ဒီမှာရှေ့ကိုခြေထောက်ကိုချလိုက်တာ ਨੇ တဲ့ဖြစ်တဲ့နော်အဲ့လိုဖြစ်မနေရဒီလိုဖြစ်မနေရဘူးအဲ့လိုဖြစ်မနေရအောင် okay တဲ့ဒါကုပေါက်ချိန်လို့ရနောက်ကဒူးကလည်းချထားတယ်နော်တင်ပေါက်တူဖိချလိုက်တယ်အဲ့လိုလက်ကရှေ့ချိန်နာမှာအဲ့ဒီတိုင်းရှေ့ခြေဖြားဖိထားအဲ့ဒါစမ်းကြည့်မှာရတဲ့လောက်လေစမ်းနော်ရတဲ့လောက်လေစမ်းမယ်ရတဲ့ဆိုတလို့ဖိချလို့အောင်ရတယ်နော်ထုတ်တယ်1ဒါလေးပဲဒူးနာကိုတတ်တာစီရနော်ဒါကို10ချိန်သွားမှာခြေဖြားဖိချတဲ့အတိုင်း10ချိန်သွားပြီနော် shoe toe 1 shoe toe 2 shoe toe 3 shoe တွင် shoe ထုံးနဲ့သွားမယ်တတိကပ်ပြီးသွားမယ်မလောဘူး4ခန္ဓာကိုယ်ဖြစ်တဲ့အတွက်ကြောင့်ဝုန်းဝုန်းဝုန်းဆိုသွားလို့မရအောင်နော်ဖြည်းဖြည်းချင်းလေးချင်း 5 shoe တွင် shoe ထုံး6 shoe တွင် shoe ထုံး7 shoe တွင် shoe ထုံး8 9 10နော်ဘယ်လေဒီဘက်ကတင်ရတယ်နော်တော်တော်ရော့တော့ခံစားရမယ်โอเคနောက်ခြေဖြားကိုခောက်ဒူးဆက်ရှေးကခြေတော့အနောက်ကိုပို့ပြီးမှဒူးချရင်ဘတ်ချမရရင်မောက်ချလိုက်โอเคပြီးမှ shoot upward ပခုံးအဲ့လိုမြည်ထားပခုံးကို shot ဦးကောင်းမောက်5 4 3 more time 2 1ဒါခါနာတွေကိုတတ်တာရတော့လေပေါ့နော်ကိုယ်တလောက်မကော့တလောက်ရန်တလောက်ဒီတထောင်ကြောနဲ့တက်ပြီးတော့သွားပြီမယ်နော်โอเคနောက်ခြေဖြားခောက် downward facing dog ကနေမှဒီတစ်ခါကျရင်ဘယ်ခြေအရှိကိုတိုးမယ်နောက်ကဒူးချခြေဖမိုးချလိုက်တာနဲ့ရှေ့ကဒူးနဲ့ခြေချင်းဝင်နဲ့တဲ့ဖြစ်သွားမှာနော်ဖြစ်အောင်သွားပေးမယ်ဆိုရှေ့ကခြေတော့ခြေဖြားလေးဖြစ်ရတိုင်းဆမ်တချို့ဆိုတလောက်ပဲရနေလိမ့်မယ်တချို့ဆိုတလောက်ပဲရလိမ့်မယ်ကိစ္စမရှိကိုရတဲ့အနေထားထိပဲနေပေးမယ်နော်1ဆိုဒီလိုမျိုးပြန်ပြီးတော့ဆန်းတဲ့အထိဘယ်လောက်ထိလေ့ကျင့်ရမလဲတချို့ဆိုလာမေးကြအချိန်ကိုအတိအကျပြောလို့မရအောင်တယောက်နဲ့တယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူအကျော်တင်းတာတွေမတူနော်ပြီးကိုကအချိန်ပေးနိုင်မှုပုံမှာလေမူတည်နော်4 5 6 shoot and shoot up 7 let's out no 8 shoot and shoot up 9 10 okay now ခြေဖြားခောက်ဒူးဆက်ရှေးကခြေတော့အနောက်ကိုပို့တဒန်းထဲမှာဒူးချရင်ဘတ်ချမယ်တချို့ဆိုဒီမှာလက်မောင်းအားမရဘူးဆိုမောက်ကြသွားလိမ့်မယ်ကိစ္စမရှိဘူးလက်ကိုရင်ဘတ်နာကိုပြန်ထားကိုရတော့လို့ပြီးတော့အတင်းမတော့အောင်နော် okay shoe တော့တလောက်ရန်တလောက်ရေရမယ်ဆက် okay မျိုးလုံးလေးအပေါ်ကြည့်နှခမ်းပိတ် shooting shoot ထုံးနဲ့ထိတ်5 4 3 2 1 okay sure ဟုတ်ပြီနောက်ခြေဖြားခောက်ဒ
downward ရတော့လေးသွားမယ်ရတော့လေးမလေးဖြစ်နေ okay so ညာခြေကိုအရှိအပြန်ပို့နောက်ကဒူးချခြေဖမိုးချ okay တဲ့နော်တဲ့ရတော့ okay ပြီးမှ shoe ဒီတစ်ခါကျခြေဖြာကော့ okay နော်ရတော့ထုတ်တယ် one ဖြည်းဖြည်းချင်းမဲ့သွားမယ်နော်ရတော့လေးသွား two shoot and shoot up 3 4 5 shoot and shoot up 6 7 8 9 10 okay ဆိုတော့ရှေးကခြေထောက်ကိုဆန့်ခြေဖြားလေးပါကော့ဖို့ကြိုးစားကိုတလောက်ရန်တလောက်ကိုရတဲ့အနေထားမှာထိမ့်မယ်နော်ဒီထိတ်ရတယ်ဆိုရင်ဖိချမယ်ဒါတယောက်နဲ့တယောက်တူမှမဟုတ်ဘူးနော်ဒီလိုမျိုးလိုက်နိုင်တဲ့တူကနေနေလိမ့်မယ်ကိုရတဲ့အနေထားမှာပဲနေဒီကတရားနော်တင်းတဲ့အထိကိုသွားပေးမယ်နိုင်တလောက်သွားပေးမယ်နိုင်တာထပ်ပူပြီးတော့မလုံးနဲ့ရောရောရဲရဲမလုံးနဲ့ရှူတင်းရှူထောက်သွားပေးမယ် 7 6 5 4 3 2 1 okay sure ဝါဒီဘက်ကတင်ရတယ်ငါရော့သွားအောင်ခံစားရအောင်နော် okay ရတော့လေးသွားမယ်နော် okay နောက်ခြေဖြာခေါင်းဒူးဆာ okay ရှေ့ခြေအနောက်ကိုပို့ခြေထောက်နှစ်ဖက်ဆုံးနော်ခံစားချက်တောင်မတူတော့နောက်တစ်ဖက်ကိုပြန်ပြီးပို့လိုက်တော့နောက်ကဒူးချခြေဖမိုးချ okay shoot ဆက်ကော့ရတော့လေဖြီးချနော်1ဖြည်းဖြည်းချင်းမဲ့သွားမယ်2ရှူတွင်ရှူထော3 4 5 6 shoot and shoot off 7 8 9 10 okay ပြီးမှဒီမှာတစ်ချက်ထိမ့်မယ်ရှူတွင်းရှူထုံးနဲ့ထိမ့်မယ်ရှူတွင်းရှူထုံးထိမ့်ထားမယ်1 2 3 4 5
6 7 8 9 10 okay ဒီမှာဖြည့်ချင်မယ်ရှော့ okay ဒီမှာရှေ့ချနောက်ကိုပို့ပြီးအတူချရင်ပတ်ချ okay upward facing တော့ကိုအတူတူတော့နော် okay shoot off mark 5 4 3 2 1 okay sure okay ပြီးမှဖြည်းချင်းပဲထိုင်နိုင်မယ် okay လက်လေးတွေကထောက်ထားကြရင်ဆိုရင်လက်တွေညောင်းနေเนาะလက်လေးကိုဆက်လက်မောက်လက်တီဆော့လက်ကောက်ကိုဝိုင်းရှူတွင်းရှူထုတ်ဝိုင်းထားပြောင်းပြန်ပြီးဝိုင်း okay ပြီးမှဖြည်းချင်းပဲ short ချ okay ယောဂဖြတ်ပေါ်မှာအနာယူလိုက်မယ်เนาะဖြည်းချင်းနာယူမယ်ခြေတစ်ဖက်ကိုဆက်လက်လေးဟာပလက်အနေထားနဲ့လုံးဝ short ချရှူတွင်းရှူထုံးနဲ့နားပေးပါ2မိနစ်လောက်နားမယ်ရှူတွင်းရှူထုတ်ပုံမှန်လေးသွားပေးပါရှူတွင်းပါရှူထုတ်ခန္ဓာကိုယ်အနာရသွားပြီเนาะခြေထောက်လေးတွေကိုဖြည်းချင်းပဲဆူလိုက်မယ်လက်လေးခန္ဓာကိုယ်နောက်ဆူမယ်ဖြည်းချင်းပဲညာဘက်ချမ်းကိုဆောင်းချညလုံးလေးဖြည်းချင်းဖွင့်ကြည့်လက်ထောက်အားကိုတော့ဖြည်းချင်းထားပါရှူတွင်းရှူထုတ်တော်ပင်မယ်နောက်တစ်ဖက်ရင်ပတ်ရှင်းမလောက်အောင်ချီမယ်အုံကိုတစ်ချိန်သွားမယ်ရှူတွင်းပါ
ကောင်းတဲ့အလုပ်တွေလည်းလုပ်ဖြစ်လိုက်ပါပြီအကျိုးရှိအလုပ်တွေကိုလုပ်ဖြစ်လိုက်တဲ့အတွက်ကြောင့်မိမိကိုယ်ကိုယ်ပဲကျေးဇူးတင်ပေးပါမိမိကိုယ်ကိုယ်ပဲကျေနပ်ပေးပါကောင်းတဲ့အရာတွေပဲဖြစ်ပါစေဆိုးတဲ့အရာတွေပဲဖြစ်ပါစေလက်ရှိအချိန်ဟာကိုယ်အတွက်အကောင်းဆုံးပဲဖြစ်ပါတယ်လက်ဖွားလေးပုတ်ချင်းမယ်မျက်လုံးပေါ်ခုံလေးအောင်လက်လေးကိုလျှော့အားလုံးကိုချီးကျူးတင်ပါတယ်